အဓိပတိဘွားဗေဒင်ဆရာတော်များများကအဓိပတိဘွားကိုကောင်းတယ်လို့သတ်မှတ်ကြတယ်ဥပမာပေါ့အဓိပတိဘွားဆိုတာဒါပေမဲ့အဲ့ဒီလိုလက်ခံလို့တော့မရဘူးပေါ့အဖွားတစ်ခုတိုင်းမှာဇယိုက်တစ်ခုအစိုးနဲ့အကောင်ကဒွန်တွဲနေကြပဲအားသာချက်တွေရှိတယ်အားနည်းချက်တွေရှိတယ်အဲ့တော့အဓိပတိဘွားအကြောင်းမျိုးအဓိပတိဘွားဆိုတော့ကြောက်မှာပေါ့ဥပမာမှုသရှင်နေမှာအဓိပတိလမ်းမှာပေါ့အတူလျှောက်ဖူးခဲ့ပါသည်ဆိုတာဟာလားဒီလိုပဲဥဝေလာသရှင်နေမှာဆိုရင်လေအဓိပတိလမ်းရှိရများတို့အဓိပတိဆိုတာထိတ်ဆုံးလို့လည်းတနည်းအားဖြင့်ပြောတယ်တချို့ကအကြီးကဲလို့လည်းပြောတယ်တချို့ကဇံငယ်ကတော့အဲ့လိုမသတ်မှတ်ရှင်အဲ့လိုလည်းသတ်မှတ်တယ်သို့တော့အဓိပတိဆိုတာထင်ပေါ်ကြော်စောခြင်းဂုဏ်သတင်းကြီးမားခြင်းလို့ဆိုလို့မယ်အဓိပတိဖွာတော်များများမှာရှစ်ခင်ပြင်နာပွဲစံကလေးတွေသို့မဟုတ်ရင်ရောက်တဲ့အရာမှာထင်ပေါ်တတ်တဲ့ဇယိုက်ကလေးတွေအဓိပတိဘွားရဲ့အများစုမှာအပွင့်တက်အကြည်တက်ကလေးတွေရှိတယ်တခုရှိတာကအဓိပတိဘွားတော်များများကိုနာမည်ပေးတဲ့အခါကောင်းငင်ကိုအစွဲပြုပြီးပေးတာမျိုးဝေဟင်လေးပြင်းအမြင့်ကိုအစွဲပြုပြီးပေးတဲ့အခါမှာသူများမြောက်စားလို့ဂုဏ်တာမျိုးတွေလူနေရှုံကြစိတ်နေဘုံကြားဖြစ်တာမျိုးတွေလည်းတော်များများသတိထားရမယ်အဓိပတိဘွားတော်များများရဲ့ဇယိုက်ကအများတို့အဖွဲ့အစည်းတို့ဦးစီးဦးဆောင်လုပ်တတ်တဲ့အကျင့်ကလေးတွေဦးစီးဦးဆောင်လုပ်တတ်တဲ့သူမျိုးတွေထင်ပေါ်ကျော်စောမှုတို့အနုပညာတို့တရုပ်ဆောင်တို့အကျိုးမပေးတာပုတိဆိုရင်လူတယောက်ကအကျိုးပေးတာအဓိပတိပဲမျက်စိနဲ့မြင်တာအောင်ပြောတာအကျိုးမပေးတာအဓိပတိဆိုအကျိုးပေးတာအဓိပတိပဲအကျိုးမပေးတာပုတိဆိုအကျိုးပေးတာအဓိပတိပဲအဲ့တော့အဓိပတိဘွားဟာထင်ပေါ်ကျော်စောမှုလုပ်ငန်းဆောင်တာမှန်သမျှကိုလှုပ်ဆောင်လို့ကောင်းတာပေါ့တကျွင်းဘွားမူလပိုင်ရှင်တွေဆိုရင်အဓိပတိဟာဂျာဇာပရိဂျိုဖြစ်နေတဲ့အတွက်ဒီနှစ်မှာမွေးတဲ့ကလေးတွေဆိုရင်ဂျာဇာပရိသားသမီးမွေးလို့ရှိရင်ဆရာတို့အဓိပတိဘွားဂျာဇာပရိပေါ့အောင်လန်တူစစ်သူကြီးပွဲအဲ့တော့အဓိပတိဘွားကဒီနှစ်မှာမွေးမဲ့ကလေးတွေကဂျာဇာပရိမွေးအဓိပတိဘွားပေါ့အဓိပတိဆိုတာဂျာဇာပရိသားသမီးအဓိပတိမွေးတဲ့အခါကျတော့ဒီကလေးတွေကိုဒေါသကြီးမယ်စိတ်ဆက်မယ်အပြောကောင်းမယ်မိသားစုနဲ့ပတ်သက်ပြီးတော့ထက်အပေါင်းအသင်းမှတ်မယ်သူနဲ့တွေ့ရခါသူ့ရဲ့အားနဲ့စက်ပစ္စည်းတို့ယင်တို့ဝါသနာပါမယ်အမှုပညာတရုပ်ဆောင်ဆိုရှယ်မီဒီယာအစရှိတဲ့လုပ်ငန်းတွေထင်ပေါ်ကျော်စောမှုလုပ်ငန်းတွေဝါသနာပါမယ်ကိုပိုင်လုပ်ငန်းတဲ့တဦးတယောက်တည်းကုတ်လုပ်နေတာထက်စားရင်အဖွဲ့အစည်းအသင်းဖွဲ့အများနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အလုပ်တွေဆရာကြီးလုပ်ရတဲ့အလုပ်တွေအကျိုးပေးတယ်မဟုတ်မခံဇက်ကျဲတွေဖြစ်လာလိမ့်မယ်ဒေါသကြီးလာရင်ပစ္စည်းတွေရိုက်ခွဲထုချေတတ်တဲ့အကျင့်ရှိကိုရှိလိမ့်မယ်စိတ်ကြီးတယ်ပေါ့တဆူထိုးလောက်တတ်တယ်အဲ့တော့အဓိပတိဘွားတော်တော်များများကထင်ပေါ်တတ်တယ်အဲ့တော့အဓိပတိဘွားတော်တော်များများရောက်ရှိလာတဲ့အခါကျရင်အစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ကျော်စောတတ်တဲ့အတွက်မဟုတ်တာမကောင်းတာအပြတ်သဘောဆောင်တာတွေကိုဒိဋ္ဌလုပ်ငန်းကိစ္စအလုပ်ကိစ္စအကြောင်းအရာပေါ်မူတည်တော့ခွဲဟောရမယ်ပေါ့လုပ်ငန်းကိစ္စအလုပ်ကိစ္စဆောင်တာတွေလှုပ်ဆောင်တဲ့အခါမှာကျတို့စိုင်းဘုတ်တင်ခြင်းနာမည်ရေးခြင်းဒီဇိုင်းဖွဲ့ခြင်းဇာတာပေးခြင်းအလူမင်္ဂလာတင်ခြင်းတွေလုပ်လို့ကောင်းတယ်ပေါ့ဒါပေမဲ့မကောင်းတဲ့အရာတွေမကောင်းတဲ့အလုပ်တွေလုပ်မယ်ဆိုရင်တတိထားလို့ပေါ်တတ်တယ်အပုတ်တွေအဲ့တော့အဓိပတိဘွားဟာအစိုးလို့ရင်အစိုးထင်ပေါ်တယ်လို့အကောင်းလို့ရင်အကောင်းထင်ပေါ်တယ်အဲ့တော့အဓိပတိဇာတာကိုရောက်ရှိနေတဲ့သူကတက်ရောက်ဇာတာနဲ့ဟောမယ်ဆိုရင်တော့ဆရာကျွန်တော်ခွေထွက်မို့ကျွန်တော်ဘေးရင်ဆရာဟောလုပ်မို့ကျွန်တော်ဘာလုပ်မို့ဆိုအဓိပတိအိမ်ရောက်နေအားသာလို့ကျွန်တော်စိုင်းနာမည်ပေးမို့အဓိပတိ तू ကိုယ်တိုင်က तू မူလဇာတာမှာရာဇာဘွားဆိုအဓိပတိလေးနဲ့တွဲပြီးတော့ချိတ်ဆက်ပြီးတော့ပေးရတာပေါ့အဲ့တော့အဓိပတိရဲ့သဘောဟာဆရာတို့သူ့ရဲ့မူလတိုင်ထောင်လိုက်ရင်လေအောင်လန်သူစစ်သူကြီးပွဲဆိုတဲ့ထိတ်ဆုံးမှရောက်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့စနေရာဇာဖွားကောင်းလာတယ်စနေရာဇာဖွားဆိုဘာဖြစ်ဖြစ်ဥဆောင်လောက်ရတတ်တယ်လူချင်းဖြစ်ရှင်တစွထိုးစိတ်လက်စီတယ်ပေါ့စိတ်ဆက်တာစိတ်မရှိတယ်အဲ့တော့အဲ့ဒီအဓိပတိဖွားကအဲ့ဒီသဘောကိုဆောင်နေတဲ့အတွက်ဆရာတို့ကတခုခုဆိုရင်ငယ်မှာကလေးတွေကိုအဓိပတိဖွားတွေဒီနှစ်ထဲမွေးမယ်ဆိုရင်အဓိပတိဖွားမွေးမယ်ဆိုဘာကိုဖြစ်ဖြစ်ပညာတက်မြောက်အောင်သင်ပေးသင့်တယ်ပညာတက်မြောက်အောင်သင်ပေးသင့်တယ်ဆိုတာ तू ကဘာဖြစ်လာလဲဆိုတော့ဒဲပြောရရင်တော့နှစ်ခုပဲရှင်းရှင်းလင်းလင်းပညာတက်ရင်လူတော်ဖြစ်ပြီးတော့ဘဝတစ်လျှောက်လုံးရှမ်းသာမယ်ပညာမဲ့ရင်အသိဉာဏ်မဲ့ပညာဆိုတဲ့နေရာမှာအတန်းပညာကိုပြောတာမဟုတ်နော်ပညာမဲ့တဲ့အခါကျရင်ကြာပန်းအလုပ်လူအောက်ရှိလူနင်ပြဖြစ်မယ်ဒီနှစ်ခုပဲရှင်းရှင်းလင်းအဲ့တော့အဓိပတိဖွားရဲ့ဇယိုက်ကဒီနှစ်ထဲမှာမဒီသဘောပဲပေါ့အဲ့တော့6ကျွန်းအဓိပတိဖွားဆိုတော့ထင်ပေါ်တက်တယ်ဆရာကြီးလှုပ်တက်တယ်ကျောင်းဆရာမတို့ပညာရေးဝန်ထမ်းတို့ဖြစ်တတ်တာများတယ်
ထင်ပေါ်တဲ့အလုပ်တွေအများနဲ့ပတ်သက်ပြီးလုပ်ရတဲ့အလုပ်တွေများတယ်6ကျွင်းအဓိပတိဘွားဆိုလို့ငါဆိုလို့တဦးတယောက်တော့ကိုကြောင့်မဟုတ်သူများအတွက်ကိုအမြဲတမ်းပူပင်ပူလောင်ပေးနေရတတ်တယ်မပူရရင်လည်းမကျင်တော့သူကတဦးတယောက်တော့ကိုအမြဲတမ်းပူနေရမှကျင်တတ်တာအဲ့ဒီသဘောဆောင်တယ်နော်အဲ့ဒါအဓိပတိရဲ့ဇယိုက်ပဲဖြစ်ပါတယ်အခုဆရာရှင်းပြခဲ့တာဗမာပြည်တင်နီးရအဖွားခုနှစ်ခုကိုပုတိပင်ကမရဏအထွန်းတိုက်ရာဇာအဓိပတိဆိုတဲ့ခုနှစ်ခုရဲ့အကြောင်းကိုဆရာကတက်ရောက်မှဘယ်လိုပြောမလဲတက်ရောက်ဆိုရင်ဘာဇယိုက်တွေလုပ်မလဲဒါပေမဲ့ဗီဒီယိုချုပ်မဟာဘုတ်ဆိုတဲ့အတိုင်းမဟာဘုတ်ကြိုပွဲမှာအဖွားခုနှစ်ခုကိုဆရာကအကြမ်းမြင်ပြောပြခဲ့ခြင်းဖြစ်တယ်ဆိုလိုတာကဗီဒီယိုဆိုတာကတော့ဗာနီးနဲ့တွတ်ကဘာကြီးချိနေဗီဒီယိုရှိနေမှာအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါကပုံသေးတက်အချက်မဟုတ်ဘဲနဲ့ရှိနိုင်တဲ့ရေဘူးရအားဖြင့် equilibrium အားဖြင့်ရှိနိုင်တဲ့ characteristic တွေပဲဖြစ်တယ်သို့တော့ကိုယ့်ရဲ့ဗီဒီယိုဆိုတာကိုယ့်ရဲ့အတွေ့အကြုံပညာရဲ့တမာကြံစမ်းဒါမျိုးတွေနဲ့ဒေတာအခေါ်အဝေါ်နဲ့ပြောင်းလဲပြီးတော့ကွာရှားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမိတ်ဆွေတွေနဲ့ဗီဒီယိုဆိုတာအတွေ့အကြုံရှိတဲ့သူကိုလက်ခံပါကိုကဟောတဲ့အခါမှာလည်းဗီဒီယိုပညာရပ်ကိုဟောတဲ့အခါမှာလည်းစာအုပ်ကြီးကိုစွဲဟောလို့ရှိရင်ဘယ်တော့မှမှန်မှာမဟုတ်ပါဘူးစာအုပ်ကတော့ဆရာတယောက်နဲ့တယောက်အတွေ့အကြုံကတူတာမဟုတ်ဘူးလေအဲ့တော့စာအုပ်တွေဖတ်ရုံနဲ့လည်းဗီဒီယိုတက်တယ်လို့မထင်ပါနဲ့အခုပဲဆရာတစ်ကျွန်းဒီပတိဘွားကိုဟောပေးပါဆရာလေအခုပဲဆရာတစ်ကျွန်းဒီပတိဘွားကိုဟောပြောပြတာလေအဲ့တော့စာအုပ်ကြီးထက်ကိုယ့်ရဲ့အတွေ့အကြုံများအရက်ဒေတာကာလန်ဒေတာနဲ့ဆိုင်တဲ့အတွက်စာအုပ်ထဲဟာအလွတ်ကျက်တိုင်းဗီဒီယိုဟာမတက်ပါဘူးဗီဒီယိုဆိုတာလေးလာမယ်ဇယိုက်စုမယ်တင်ယူမယ်တွေးကြုံရတဲ့ခံစားချက်တွေကိုစုပြီးတော့ကတဂိုရီခွဲပြီးတော့ live မှတ်တာမျိုးဟာဗီဒီယိုဖြစ်တယ်အင်ဂျင်နီယာကျောင်းသားတယောက်လို့မလုပ်ပါနဲ့အင်ဂျင်နီယာကျောင်းသားတယောက်ကငါတော့အင်ဂျင်နီယာဘွဲ့ရတယ်ဆိုပြီးလက်တွေ့မြေပြင်မှာလုပ်နေတဲ့ပယံဆရာကိုသွားဆရာလုပ်ရင်ငဲအငေါက်ခံရမှာပါသူကစာတွေ့ပဲတက်တာဟိုကလက်တွေ့တက်ရတာပါအဲ့တော့အဲ့ဒီခါငါတက်တဲ့ပညာအလကားလို့တွေးမိမယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဗီဒီယိုပညာဆိုတာဗေဒဆိုတာသဘောတရားဗီဒီယိုဆိုတာဟောကြားတဲ့အချက်တွေလက္ခဏာဇယိုက်တွေနဲ့တင့်တော်အောင်ဆွဲထုတ်တာဖြစ်တဲ့အတွက်ဗီဒီယိုဟာဘာနီးကိုတက်တနည်းရွက်သုံးရတာပါပဲဆိုလိုတာကအတက်မကျူးစေနဲ့ပြီးတော့အခါအများကြီးတက်ရင်အများကြီးစဉ်းစားခေါင်းကိုက်ပါတယ်ခင်ဗျာတနည်းတက်ရင်တနည်းအဲ့တော့ဘာကိုဖြစ်ဖြစ်အရှိချပြီးလေ့လာပါသင်ယူပါဘာကိုဟောစိတ်စေတနာပါမှမှန်ပါတယ်အဲ့တော့ကိုရှိကိုမေးတဲ့သူရဲ့စိတ်ဆန္ဒပေါ်ထားပြီးတော့အကောင်းဆုံးသောကောင်းမွန်သောဘုဟုတုတများကျွန်တော်ရဲ့အတွေ့အကြုံအကျဉ်းလေးကိုဝေမျှတဲ့အတွက်မိတ်ဆွေတို့လည်းကောင်းမွန်သောအတွေ့အကြုံဘုဟုတုတများရရှိပြီးတော့အသုံးပြုအသုံးတည့်ကြပါစေလို့ဆရာကပြောရင်းကျေးဇူးတင်ပါတယ်